အနုပညာလောကရဲဝင်နာမကြသေးပေမဲ့အောက်ခြေလွန်နေတဲ့အပြောတွေကြောင့်မီဒီယာသမားတွေနဲ့ပြဿနာဖြစ်ခဲ့တဲ့စင်နိုင်တရားဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စင်နိုင်တရားဦးကတော့မင်းသားဖြစ်ဖို့ကြိုးစားနေသူတယောက်ပါရုပ်ရည်ကြောင့်ဝေဖန်ခံနေရပေမဲ့စိတ်အားမငယ်ပဲကြိုးစားနေတဲ့စိတ်ကြောင့်ပရိသတ်တွေကတော့ပြဿနာခဲ့ရတဲ့အဖြစ်ပါပဲသူကအနုပညာမျိုးရိုးကိုထိန်းဖို့ဆိုပြီးအနုပညာလောကရဲကိုကြွေးကြော်ဝင်ရောက်ခဲ့ပေမဲ့အာပိမတ်ပရိသတ်ထက်ဝေဖန်တဲ့ပရိသတ်ကများပါတယ်သူကအရေးချင်းရှိတဲ့သူတရားဟုတ်မဟုတ်ဆိုတာပရိသတ်တွေကမသိရသေးပေမဲ့သူ့ရဲ့အပြင်စင်တွေနဲ့ရုပ်ရည်ကြောင့်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်စနိုင်တီဟာဦးကတော့မင်းသားဖြစ်ဖို့မွေးဖွားလာတဲ့သူတော့မဟုတ်တော့ပါဘူးချောမောပြီးခံရတဲ့ရုပ်ရည်လည်းမရှိသလိုအပြင်စင်ကလည်းမမိုက်ပါဘူးသူရဲ့ဝါဝပုတ်ပုတ်ပိုက်ရွှဲရွှဲဖြစ်နေသလိုသွားမှလည်းကွန်ကျိုးအပြည့်နဲ့ရင်းနေတာမို့ကြည့်မိတဲ့ပရိသတ်တွေကတော့ဝေဖန်ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့သူ့အင်တာဗျူးကိုတွေ့လိုက်တိုင်းဝေဖန်ပြောဆိုနေကြပြီမယ်စနိုင်တီဟာဦးကတော့ဝေဖန်တန်တွေကြောင့်ပြိုလဲမသွားပါဘူးသူစိတ်ထဲမှာတော့ပရိသတ်တွေကသူ့ကိုကောင်းစေချင်လို့ဆုံးမတာဆိုပြီးဝေဖန်တာကိုပြုတ်ပြင်ခဲ့တာလည်းဖြစ်ပါတယ်သူကပရိသတ်အကြိုက်ဖြစ်အောင်သပင်ချင်းခဲ့တယ်လို့စကင်သေးချခဲ့ခဲ့ပြီးကုန်းကိုယ်တော်လျှော်စားနေပြီလည်းဖြစ်ပါတယ်ပရိသတ်စကားနားထောင်တဲ့သူရဲ့အပြုံးမှုတွေကြောင့်ဝေဖန်တန်တွေနဲတော့တာအလုံးသတိထားမိမှာပါပရိသတ်တော်တော်များများကတော့ဝေဖန်တာတော့စိတ်မဆိုးတဲ့အပြင်တေချာပြုပြင်နေလို့ဆိုပြီးချီးကျူးခဲ့တယ်လို့အမြင်တွေပါပြောင်းလဲခဲ့တာကြောင့်အခုနောက်ပိုင်းမှာအနုပညာလုပ်တွေစတိုက်လုပ်ကိုင်နေရပြီလည်းဖြစ်ပါတယ်ပရိသတ်တွေရဲ့တနာကယူနာကြောင့်အခုဆိုရင်ကြော်ညာတွေဇလန်းတူတွေနဲ့ဇလန်းတူတွေမှာပါရိုက်ကူးခွင့်ရနေပြီလည်းဖြစ်ပါတယ်စနိုင်တီဟာဦးကပရိသတ်တွေရဲ့ညစ်တာကြောင့်အခုနောက်ပိုင်းမအားလအောင်အနုပညာလုပ်တွေလုပ်ခွင့်ရနေတာကြောင့်အောက်ခြေလွတ်တဲ့စကားတွေပြောလာတာမို့မီဒီယာတွေနဲ့ပြဿနာတက်နေကြပါပြီမီဒီယာသမားတွေကတော့သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးအင်တာဗျူးတွေမေးမြန်းသလိုပရိသတ်စိတ်ဝင်စားနေတဲ့သူတယောက်မို့အင်တာဗျူးတွေမေးမြန်းတဲ့အပေါ်မှာသူ့အနေနဲ့မကြိုက်တဲ့ပုံစံဖြစ်လာခဲ့တာပါအရင်ကတော့မီဒီယာအားကြောင့်ပေါ်ပူလာဖြစ်ရင်ပရိသတ်စိတ်ဝင်စားမှုရခဲ့ပေမဲ့အခုကတော့မီဒီယာတွေကိုပုံကန်တဲ့စကားမျိုးပြောခဲ့တာလည်းဖြစ်ပါတယ်စနိုင်တရားဦးကအခုချိန်မှာမီဒီယာသမားတွေမလိုအပ်တော့တဲ့ပုံမှာအလုပ်တွေစတိုက်ဆိုသလိုလောက်ကင်ခွင့်ရနေတာမို့အင်တာဗျူးလာရင်သူ့အနေနဲ့စိတ်နှောက်ယှက်ဖြစ်ရတယ်လို့ဆိုပါတယ်သူကအခုဆိုရင်တလားလုံးအားလက်တဲ့ပုံစံမှာပရိသတ်ကြောင့်အနုပညာအလုပ်တွေကိုလုပ်ခွင့်ရပြီးလက်ကမ်းကြိုကြတဲ့လူတချို့ကြောင့်အနုပညာလှူရှားမှုတွေစတိုက်လုပ်ကိုင်ခွင့်ရနေတာလည်းဖြစ်ပါတယ်သူကအခုဆိုရင်တလားမှာ1ရက်2ရက်လောက်သာနားခွင့်ရတဲ့အခြေအနေပါအဲ့လိုအခြေအနေမျိုးမှာအဲ့ထိလာပြီးအင်တာဗျူးကျင်တဲ့မီဒီယာတွေကဆက်သွယ်လာတာတွေလည်းရှိပါတယ်စနိုင်တီဟာဦးကတော့အဲ့ဒီအချက်ကိုမကြိုက်တာပါပဲတခါတလေနားခွင့်ရတာကိုအိမ်ထိလာပြီးအင်တာဗျူးမယ်ဆိုပြီးပြောခဲ့တဲ့မီဒီယာသမားတွေကြောင့်စိတ်ညစ်ရတယ်ဆိုပြီးပြောဆိုခဲ့တယ်လို့သူကိုအင်တာဗျူးချင်ရင်9သိန်းပေးရမယ်ဆိုပြီးငွေစကားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်သူရဲ့အပြောတွေကြောင့်ပဲမီဒီယာသမားတွေကြားမှာကြရထားခဲ့တာလည်းဖြစ်ပါတယ်မီဒီယာသမားတွေကတော့သူ့ရဲ့အပြောကြောင့်စိတ်ဆိုးပြီးလာမပြောကြသလိုငွေစကားပြောလို့မလာတော့တာတွေလည်းအများကြီးပါပဲမီဒီယာသမားတွေကတော့စနိုင်တီဟာဦးရဲ့အောက်ခြေလွတ်တဲ့စကားကြောင့်စိတ်ဆိုးပြီးပေါ်လောရိုက်နေကြတဲ့အထည်ပါပဲအခုဆိုရင်သူ့စီကိုအင်တာဗျူးနဲ့လာတဲ့သူတယောက်မှမရှိတော့တဲ့အဖြစ်ပါသူကတခဏတာငြိမ်သွားအောင်ငွေစကားပြောခဲ့ရလို့ဆိုပြီးမြဲအခုချိန်မှာဘသူကမှအဖတ်မလုပ်ကြတော့ပါဘူးအရင်ကအင်တာဗျူးတိုင်းမှာမမြင်ချင်မှအဆုံးတွေ့နေရပေမဲ့အခုတော့ဘသူမှအဖတ်မလုပ်ကြတော့တဲ့အခြေအနေပါစနိုင်တီဟာဦးကတော့အခုဆိုရင်သူ့ရဲ့အောက်ခြေလွတ်စကားတွေကြောင့်မီဒီယာသမားတွေကိုပြန်ပြီးတောင်းပန်လာရပြီလည်းဖြစ်ပါတယ်သူကခဏလောက်နားရရင်ပြီးရောဆိုရဲစိတ်နဲ့ရှိမကြီးနောက်မကြီးပြောခဲ့တာလို့ဆိုပါတယ်နားရမှာအေးစီနားရဖို့ပြောခဲ့တယ်လို့ငွေစကားပြောတဲ့အမှုပညာရှင်မဟုတ်ဘူးဖြေရှင်းခဲ့တယ်လို့စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့မီဒီယာသမားတွေကိုလည်းတောင်းပန်ပါတယ်ဆိုပြီးတောင်းပန်စကားပြောလာခဲ့ပါတယ်မီဒီယာသမားတွေကစိတ်ဆိုးပြေမပြေမသိပေမဲ့ပရိသတ်တွေကတော့ဇီးတိတဲ့ဖြစ်နေပြီဆိုပြီးဝေဖန်နေကြပါပြီအောင်မြင်တဲ့အမှုပညာရှင်မဖြစ်သေးတဲ့သူတယောက်ကအောက်ခြေလွတ်နေတာမို့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုပြီးဝေဖန်ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်